ဒီလိုမျိုးခုံလေးတွေကိုကွာမွေးစားနေမသုံးတော့ဘူးကလေးကြည့်သွားပြီးဒီကူရှင်ဖြုတ်ပြီးတော့သုံးမယ်ဆိုလို့ရှိရင်ဟိုကကလေးထွားလာတယ်ပေါ့နော်ထွားလာတယ်ဆိုလို့ရှိရင်ဒီပခုံးကျိုးလေးကိုဖြုတ်ပြီးတော့ဒီမှာအပေါက်ကလေးတွေ၄ဆင့်ပါတယ်ပေါ့နော်ကလေးထွားလာလို့ရှိရင်ထွားလာသလိုဒီပခုံးကျိုးလေးတွေကိုရွှေ့ပြီးတော့အသုံးပြုပေးပါနော်ကလေးငယ်သေးတယ်ဆိုလို့ရှိရင်ဒီလောက်လောက်ပေါ့နည်းနည်းကြီးလာပြီဆိုရင်ဒီလောက်လောက်3နှစ်4နှစ်လောက်ရောက်လာပြီဆိုလို့ရှိရင်တော့နောက်ဆုံးအပေါက်ကိုဒီလိုကျိုးလေးကိုပြောင်းပြီးထိုးပြီးပေါ့နော်ဒီကျိုးလေးကိုဘယ်လိုပြောင်းထိုးမလဲဆိုတော့ဒီပခုံးကျိုးလေးကိုကိုကဖြုတ်မယ်ပေါ့နော်ဖြုတ်မယ်ဆိုလို့ရှိရင်ဒီခုံရဲ့အနောက်ဘက်မှာဒီဖုံးလေးကိုဒီလိုလေးဖွင့်ချလိုက်နော်နွေးဖွင့်လိုက်လို့ရှိရင်သူကဒီမှာဒီကျိုးလေးပါတယ်ဒီကျိုးလေးကိုဆွဲမယ်ဆိုလို့ရှိရင်အစောနာဒီကလေးခွားကလေးချေကဒီခွားကဒီကလေးအနီလေးကိုပဲဒီလိုလေးဖိပြီးတော့အနောက်ကနေအစောနာကျိုးလေးကိုဆွဲပြီးလိုက်နော်ဒါဆိုလို့ရှိရင်ကျိုးလေးချောင်းလိုက်ဒါဆိုလို့ရှိရင်ဒီကျိုးလေးတွေကိုဖြုတ်ဒီလိုလေးပဲဖြုတ်ရုံပဲနော်ဒါလေးကိုဟာပြီးဒီလိုလေးဖြုတ်ရုံပဲနော်ဖြုတ်ပြီးတော့မှဒီကျိုးလေးကိုအပေါ်ပေါက်ကလေးတွေချွေပြီးတော့ပြန်ပြီးတော့ထိုးပြီးသုံးပြရုံပဲသုံးပြရုံပဲပေါ့နော်ပုံစံမျိုးလေးပါနော်